အောင်မိုးကိုချိန်နော်အောင်မိုးကိုချိန်ဟုတ်တာပဲဘာပြောချင်လဲဒီနေ့ super match 3ပွဲရှိတယ်အောင်မိုးဝင်းနဲ့ကိုတိုက်ကားနဲ့ကညာဘက်လက် super match ပဲ best of 5ပဲ best of 5ပဲเนาะပြီးရင်အောင်မိုးဝင်းနဲ့ကျွန်တော်နဲ့က 11 best of 5 best of 5ပဲเนาะဟုတ်တယ်เนาะ11 best of 5ပဲပြီးရင်ကျွန်တော်ခုနပြောတယ်ပြီးခဲ့တဲ့ watch bay မှာ၄တိုက်အကျန်းဆုံးဆိုတဲ့တန်မြာသီးနဲ့ကျွန်တော်နဲ့ကလည်းညာဘက်လက် best of 5ပဲဒီနေ့အကျန်းဆုံး3ပွဲရှိတယ်ကိုတိုက်ကောင်းမေးလိုက်ပါဦးကိုတိုက်ကအောင်မို့ဘာပြောမလဲဒီကနေပြီးတော့ကိုကြီးကတော့ကျုံပြီညီလေးညီလေး ready ပဲလားနိုင်တေချာနေရောလေဘာမှပြောတော့လေ Okay ကြည့်ကြရတာပေါ့ကွာ Okay စမယ်နော် ready ပဲနော်နေရာလုံးခါမခါမကလေးခါမလား Okay အေးထောင်းလာအေးဘူးလို့ဆိုရင်အပြည့်မရဟုတ်ဟုတ်တော့ ဟုတ်တယ်ကျွန်တော် Okay ပြည့်ဆွဲဒီဘက်တခါဒီကိုထောက်လိုက်ဆွဲလို့မကြတော့ လက်ကူးဆိုင်မယ်နော်ကလေးပြီးရင်ပေါ်ကြီးကကတ်ကွာဟုတ်နည်းနည်းလေးကတ်တာလူရှိတယ် ကိုတိုက်ကအေးဆေးပဲမျက်မှန်တော့မရှိဘူး ညမချက်ပါပဲညမချက်ခုံနဲ့ဟိုအနေ Okay right okay right ပတိရှူတာအေးထောင်းနေမယ်ဖျက်ထားမယ်နော် race ဘယ်ခေါင်းမလာလဲ Okay ရပြီနော် ready goယူဆိုင်မယ်နော်အဲဘိုးယူဆိုင်မယ်နော် Okay ပေါင်းကျင်တယ်နော်ဟိုဘက်မှာ ဟုတ်ဘူး အဲဘိုးပေါင်းနေ ဟုတ်ဘူးအခေါင်းကတအားကြောက်သွားလို့ကျိုးမှဆိုကျွန်တော်ဒီဘက်ပြန်ဆွဲ ပေါင်းနေ